ခါကြောင့်လို့သာမိတ္တဟာများကိုဖိတ်စာပါကအလူပွဲကြီးကျင်းပါကြတော့မှာမဆုံးမရှင်လောင်းလေပွဲချင်းပါမယ်ဒီချိန်ခါကာလာသမီးတို့အုံကြွကြွချိန်ချိန်ညံကစီကားတိုင်းမြိုင်ထူးမြတ်တဲ့လူတော်ပွဲကြီးပါဟာများကိုရုပ်လက်မြဲမရွေးကျွေးမွေးလို့သာမင်္ဂလာရှေ့ဆိုင်နီးနဲ့ပိတ်သိမ့်မကြမ်းမှာအဲ့ခံပေးမယ်ထူးမြတ်တဲ့လူတော်ပွဲကြီးပါ
။